စကားတပြောပြောနဲ့ညံ့နှက်လာခဲ့တယ်သူ့ဖေကလည်းအဲ့ဒီလိုအိမ်မက်မျိုးသူလဲမဖူးချောင်းပြန်ပြောလာတယ်အိမ်မက်ထဲမှာသူတို့ခြံထဲကနှစ်ပေါင်း100နီးပါးရှိတဲ့တစ်ပင်ကြီးအောက်မှာတခုခုရှိနေတယ်တဲ့အဲ့ဒီညတင်ပဲတွားတူးချင်ခဲ့ကြတယ်ဒါပေမဲ့အဖေကဆေးရုံဆင်းကစမလို့အိတ်စီလိုက်ရတယ်နောက်တနေ့ညမှာတော့သားဖနှစ်ယောက်ထွက်လာကြတယ်မိုးမရွာတော့ဘူးကြေရောင်လာကြောင်ဖြော့ဖြော့အောက်မှာဓမီတလက်စီကင်ထားကြတယ်တစ်ပင်ကြီးအောက်ကိုရောက်တော့သားကမြေကြီးစတင်တူးတယ်အမြစ်တွေကြောင့်တူးရခတ်နေတယ်ကျင်းတစ်ကျင်းနှစ်ကျင်းသုံးကျင်းဘာမှမတွေ့သေးဘူးအိမ်မက်ကိုပြန်စဉ်းစားကြတယ်နောက်တနေရာထပ်တူးတယ်နောက်တစ်ချက်တူးလိုက်တဲ့အချိန်မှာမာကျောတဲ့အရာတစ်ခုကိုထိမိတယ်နှလုံးခုန်တန်တွေမြန်လာတယ်မြေကိုဖယ်လိုက်တော့ရှေးဟောင်းကျုံးတက်တာတစ်လုံးပေါ်လာတယ်သူတို့မျက်နှာချင်းဆိုင်ကြည့်ကြတယ်ဖွင့်လိုက်တဲ့အခါရွှေပြည့်သူတို့အိမ်မက်တွေတကယ်ဖြစ်သွားခဲ့တယ်စားတစ်စောင်းပါရှိပြီးဘိုးဘွားတွေခြံထားခဲ့တဲ့ယတနာတွေပဲဖြစ်ပါတယ်ကိုယတနာများကိုရောင်းချကအလူတန်းများပြုလုပ်ခဲ့ကြတဲ့မိသားစုလည်းပျော်ရွှင်စွာနေထိုင်သွားကြတယ်တကယ်ယတနာအစ်စ်ကကျင်နာမှုပါပဲခင်ဗျာ